Hello အားလုံးပဲမင်္ဂလာပါကျွန်မမတ်မီမြတ်ပါရှင်ဒီနေ့ sharing လုပ်ပေးမယ့်အကြောင်းအရာတော့ manifestation process part 3ရဲ့အပိုင်း2ကလေးပေါ့နော်ဒီမှာဘာအကြောင်းလေးတွေ sharing လုပ်ချင်လဲဆိုတော့ကျမတို့ manifestation လောက်တော့မယ်ဆိုလို့ရှိရင်ဒါတိထိုက်တဲ့အခြေခံတရားလေးတွေလည်းရှိသေးတယ်ဒီကပြောရမယ်ဆိုတော့ mindset နဲ့ပတ်သက်တဲ့ဟာပေါ့နော်အဲ့ဒါလေးကလည်းတိထားတင်တယ်ပေါ့နော်နောက်တစ်ခုကကျမတို့ဒီဟုတ်ပြီဒီ manifest လုပ်တယ်ပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကိုယ့်ရဲ့စိတ်ဆွမ်းအားနဲ့ပေါ့ကိုလူချင်တာတွေယူတဲ့အခါမှာဒါကြီးကဘယ်လိုရတာလဲတကယ်ရောဖြစ်နိုင်ရဲ့လားဆိုတဲ့မေးခွန်းတွေရှိပါတယ်ကျမကိုယ်တိုင်လည်းအရင်တော့ကျမ logical thinking သမားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတွေကိုမယုံကြည်ခဲ့ဘူးပေါ့နော်ဟိုပတ်စံဆိုတာဟိုဘယ်လိုပြောမလဲကိုရှာမကိုရတာကိုလုံးမကိုဖြစ်တာဆိုတဲ့သဘောမျိုးပေါ့ဒါတွေကိုမယုံကြည်ခင်တော့ပါနော်အဲ့တော့ဒီလို logical thinking သမားတွေကလည်းဒီလိုမေးခွန်းမျိုးလေးတွေထုတ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့ကျမကsharing လုပ်ပေးချင်တာပေါ့နော်အရင်ဦးဆုံးကို manifest လုပ်တော့မယ်ဆိုလို့ရှိရင်ကိုကပေါ့နော်ဒီ manifest ပေါ်မှာကိုယ့်ရဲ့ယုံကြည်မှုဘယ်လောက်ရှိလဲနောက်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဒီဟာနဲ့ပတ်သက်ပြီးတော့ဟိုပါပေါ့နော်negative mindset ပေါ့နော်အဆိုးမြင်ပေါ့အဆိုးဘက်ကမြင်တဲ့စိတ်တွေဘယ်လောက်ရှိလဲဆိုတာကိုချရရမယ်အဲ့ဒီအဆိုးမြင်စိတ်တွေကဘယ်ပေါ်မှာမူတည်လဲလို့ပြောလို့ရှိရင်ကျမတို့ရဲ့မိဘတွေကလက်ဆင့်ကမ်းလာတဲ့ရှေးရိုးဆွဲတွေမှာမူတည်တယ်နောက်ကိုကကြုံတွေးလိုက်လို့ဖြစ်ပျက်သွားလိုက်လို့ကိုက trauma ရသွားတဲ့အခါမှာအဲ့ဒီအကြောင်းအရာတွေပေါ်မှာလည်းမူတည်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်ထဲမှာကန့်သက်ထားတဲ့စိတ်တွေရှေးရိုးဆွဲတွေမိဘလက်ဆင့်ကမ်းလာတဲ့ဟာတွေပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆို old pattern ဒါတွေကိုအရင်ဆုံးချရေးပါဥပမာပေါ့ကျမဆိုလို့ရှိရင်အခုကျမ passive income နဲ့ငွေဝင်ချင်တယ်လို့ပြောတဲ့အခါမှာ passive income ဆိုတာဘာလဲဆိုတော့အိတ်နေရင်လည်းဝင်ငွေမယ်ဒိတ်နေရင်လည်းဝင်ငွေမယ်ပေါ့နော်ဒါအလွယ်ဆုံးပြောလိုက်ရင်ပေါ့အဲ့တော့ကိုဟိုဒါဆိုရင်ရှေ့ရလူကြီးတွေပြောခဲ့တာနဲ့ဆိုရင် no pain no gain ပေါ့အနာခံမှအတာဆန်းရမယ်ဆိုတဲ့ဟာမျိုးကဒီစကားပုံကြီးကအလကားဖြစ်သွားပြီဒါကျမအတွက်ဆိုရင်ဒီလိုကျမကဒီလိုပြောလိုက်တယ်ဆိုရင်ဒီစကားပုံကြီးကဒါအလကားဖြစ်သွားပြီနောက်တစ်ခုကပတ်စံဆိုတာတွင်းထဲကနှိုက်ရတာမဟုတ်ဘူးလို့မိုးပေါ်ကကျလာတာမဟုတ်ဘူးလို့ပေါ့နော်ဒါမျိုးတွေဆိုရင်ဒီဟာတွေကကျမတို့နဲ့ဟာလုံးဝစန့်ကျင်ဘက်ကိုရောက်သွားပြီပေါ့နော်အဲ့တော့ရှေ့ရဟာတွေလည်းမှန်လားဒီရှေ့ရိုးဆွဲတွေကလည်းမှန်လားဆိုရင်မှန်တဲ့လောက်မှန်ပါတယ်မမှန်တဲ့နေရာလည်းမမှန်ဘူးပေါ့နော်အဲ့တော့အဓိကဘာလဲဆိုလို့ရှင်ကိုယ့်ရဲ့ mind power ပဲဒီ manifestation တွေလုပ်တယ်ဆိုတာဘာလဲဆိုတော့ကျွန်မမြင်တာဥပမာပြောမယ်ဆိုရင်ဥပမာခီးတစ်ခုကိုသွားတယ်ခြေကျင်သွားတဲ့လူရှိမယ်စပိန်နဲ့သွားတဲ့လူရှိမယ်ဆိုင်ကယ်နဲ့သွားတဲ့လူရှိမယ်ကားနဲ့သွားတဲ့လူရှိမယ်လေနဲ့သွားတဲ့လူရှိမယ်အဲ့တော့ဘယ်နည်းကကိုယ့်ရဲ့ energy ကို save ဖြစ်ပြီးတော့ချိန်ကုန်မြန်လူကိုတတ်တာဖြစ်စေလဲပို့ပြီးခရီးရောက်စေလဲပေါ့ဒီလိုပဲ manifest နည်းဒီလေရင်စီးပြီးတော့ခရီးသွားတဲ့နည်းပဲအဲ့တော့တကယ်ဟုတ်လားလို့ဖြစ်နိုင်ပါမလားလို့မေးလက်တွေ့စမ်းကြည့်ပါဘယ်ကနေစစမ်းမလဲဆိုတော့ကျွန်မရှေ့ဗီဒီယိုမှာလည်းပြောထားတယ်တေးသေးလေးတွေကနေစစမ်းကြည့်လိုက်ပါကိုမယုံဘူးဆိုရင်ပေါ့နော်ကျွန်မကတော့လက်တွေ့အများကြီးလုပ်ခဲ့ပြီးကျွန်မကိုယ်တိုင်နဲ့ challenge တွေခေါ်ပြီးကိုလည်းလုပ်ခဲ့တယ်လို့လူအများကိုလည်းကျွန်မကလုပ်ခဲ့ပြီးပြီဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်မကတော့လုပ်ကြည့်ပါလို့တိုက်တွန်းခြင်းနဲ့ကိုလောက်ကြည့် result ကိုကြည့်ပေါ့နော်အဲ့တော့ပြောချင်တာနံပါတ်1အချက်က manifest လုပ်တော့မယ်ဆိုလို့ရှိရင်အရင်ဦးဆုံးဒီကို့မှာကန့်သက်ထားတဲ့ limitation belief တွေပေါ့နော်အဲ့ဒါတွေကိုချရေးမယ်ပြီးလို့ရှိရင်ရှေးရိုးဆွဲတွေ old pattern လာတဲ့ဟာတွေချရေးမယ်ပေါ့နော်အဲ့ဒါတွေပြောမှဆို negative mindset မှန်တယ်များအကုန်လုံးချရေးပလိုက်ချရေးပြီးဘာလုပ်ရမလဲသိလားဖြဲပလိုက်မိရှို့ပလိုက်အဲ့လိုလုပ်ပလိုက်ဒီ negative emotion တွေဒါနဲ့အကုန်ပါသွားပြီပျက်စီးသွားပြီဖြတ်စည်းလိုက်ပြီဆိုပြီးတော့အာယုံပြုတ်ပြီးတော့ဒါဖြဲချပလိုက်ဟုတ်ပြီနော်ကဲဒါကတော့ဒါအရင်ဦးဆုံးကိုယ့်ရင်ထဲမှာရှိနေတဲ့အရာတွေကိုကဖြီချလိုက်တဲ့သဘော diary ရေးပြီးဖြီချလိုက်တဲ့သဘော journaling လုပ်ပြီးဖြီချလိုက်တဲ့သဘောဒါလည်းအရေးပါတယ်ဒီတိုင်းစိတ်နဲ့ဖြီလို့မရအောင်ဒီလိုမျိုးရေးလိုက်မှစိတ်ကတော်တော်လေးပေါ့သွားတာပေါ့နော်โอเคအဲ့ဒါတဆင့်ပြီးလို့ရှိရင်နောက်တစ်ခုကကျမတို့ကတစ်ခါဘာပြန်လုပ်အောင်မလဲဆိုတော့ပြန်လုပ်အောင်မဆိုတာတက်ပေါ့နော်နားလည်အောင်လည်းလုပ်အောင်ဒီ manifestation ဘာကြောင့်လုပ်လဲဒီ manifestation တွေဘာကြောင့်အောင်မြင်ပြီးဘာကြောင့်မအောင်မြင်တာလဲဆိုတဲ့ဟာကိုလည်းကျမတို့ကစင်ကျင်တုံတရားနဲ့စင်ကျင်ရမယ်သုံးသပ်ရအောင်မယ်ဒါတွေကိုသူများပြောတိုင်း
ယုံဖို့လောက်เสียမလိုဘူးပေါ့နော်အဲ့တော့ဘယ်ကနေလေးလာမလဲဆို brain ဒီအုံနောက်ပေါ့နော်လူတယောက်ရဲ့အုံနောက်ကဘလို့လှုပ်လှုပ်တယ်လူတယောက်ရဲ့စိတ်ကဘလို့လှုပ်လှုပ်တယ်ဘယ်အတိုင်းတာဒီရောက်တယ်အခုဆိုရင် manifest ဆိုတာစိတ်ဆန်းရင်လည်းအလုပ်လုပ်တယ်ဆိုလို့ရှိရင်ဒါတွေကဘလို့ဆက်ဆက်ပြီးအလုပ်လုပ်နေတာလဲဆိုတာကိုလည်းသိဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်မအဲ့အကြောင်းမရှင်းပြတော့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီ brain and mind ကိုကျွန်မရှင်းပြထားတယ်ကျွန်မရဲ့ Abundant Life by မေမြတ် YouTube channel မှာဒါလေးကကျွန်မတင်ထားပြီးသားရှိတယ်အဲ့ဒီမှာသွားကြည့်လိုက်ပါ brain and mind အကြောင်းကျွန်မရှင်းပြထားတယ်ပေါ့နော်အဲ့တော့ဒီဟာကအရန်ရေးကြည့်ပါတယ်ဒါကိုသိသွားတယ်နားလည်သွားတယ်ဆိုရင် manifest process အတွက်အရန်လွယ်သွားလိမ့်မယ်နောက်တစ်ခုကကိုယ့်ဘဝမှာကိုလိုချင်တာတွေကိုယ့်အတွက်ခက်ခဲမနေတော့ဘူးပေါ့နော် action plan လည်းပါရမယ်ဒါပေမဲ့ဒီ mindset ကလည်းရှိကိုရှိရမယ်ပေါ့နော်နောက်တစ်ခုကဒါ brain and mind ပြီးလို့ရှင် law of attraction ပေါ့ law of attraction ကစွမ်းငင်ခြင်းနိယာမတွေဆိုတာကဘယ်လိုပြောမလဲဒီကျမတို့စီမှာဆိုရင် universe ကတွဲဒီဟိုဟာတွဲလောရှိတယ်လေနိယာမ12ပါးပေါ့အဲ့ထဲမှာ law of attraction တစ်မျိုးပါတယ်ပေါ့နော်ဒါကမှန်ကန်တဲ့အကြောင်းတရားပဲပေါ့မှန်ကန်တဲ့အကြောင်းတရားဆိုတာကလောကကြီးမှာဖြစ်ပျက်မတည်မြဲတဲ့သဘောတရားတွေရှိတယ်လေဒီနိယာမတွေကြတော့တကယ်ကိုမှမှန်ကန်နေတဲ့အကြောင်းတရားပေါ့အဲ့မှာ law of attraction ပေါ့နော်စွမ်းငင်ခြင်းနိယာမကိုကျမကဒီမှာမြင်သာထင်သာအောင်ပြောမယ်အုံနောက်နဲ့အလုံးလုံးပုံအုံနောက်အလုံးလုံးပုံနဲ့လည်းရှင်တွဲပြီးပြောသွားမယ်ဆိုလို့ရှိရင်ရှင်တွဲပြီးပြောရမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလဲဆိုတော့ဥပမာပေါ့ကျမတို့ကကြုံမှုကြမှာပါလူတိုင်းမှာလေကိုမကြုံကျင်တဲ့အရာကိုမဖြစ်ချင်တဲ့အရာမှာကိုနဲ့တက်တက်တိုးတာကိုကြောက်တဲ့အရာမှာကိုနဲ့တက်တက်တိုးတာကိုမလိုချင်တဲ့ type နဲ့မှအဲ့လိုလူမျိုးနဲ့မှကိုနဲ့ဖူးစာပါတာဒါမျိုးတွေကကြုံရမှာပါပေါ့နော်အဲ့ဒါတွေကဘာလဲလို့ကိုပြန်သုံးသပ်ကြည့်လိုက်ငါမလိုချင်တဲ့အရာကြီးငါလက်ထဲဘာလို့ဆိုင်မြတ်ရောက်လာတာလဲလို့တွေးလိုက်တယ်ပြန်ပြီးတော့ကိုပြန်သုံးသပ်ကြည့်လိုက်ရင်အဖြေကဘာတွေ့လဲဆိုတော့အဲ့ဒီကြောက်တဲ့အရာကိုချိန်ဖန်များစွာတွေးခဲ့မိလို့ကျမတို့ကြောက်တဲ့အရာကိုတွေးနေတာကျမတို့မကြောက်တဲ့အရာကျမတို့လိုချင်တဲ့အရာကိုပြောင်းမတွေးဘဲနဲ့စိတ်မှာကြောက်စိတ်ကြီးဆိုးပြီးတော့ဒီကြောက်တဲ့အရာကြီးမလိုချင်တဲ့အရာကြီးငါစီကိုရောက်လာမှငါမလိုချင်ဘူးငါစီမရောက်လာပါနဲ့လို့တွေးနေတာချိန်ပန်များစွာတွေးနေတာအဲ့ဒီအတွက်ကြောင့်အဲ့အတွေးတွေကနေပြီးတော့မှတကယ်ကိုလက်တွေးပွားတဲ့ကိုရောက်လာတာပဲဒါကြောင့်မို့လို့ကျမတို့ကအတွေးတွေကိုထိန်းချုပ်ကြမယ်အဲ့ဒါကြောင့်မို့လို့လူတွေက lifestyle ကို change မယ်အဓိကကိုယ့်ရဲ့ life transformation ကောင်းတဲ့ဘက်ကိုသွားခြင်းနဲ့ဆိုအတွေးတွေကစပြောင်းရတယ်အတွေးတွေမပြောင်းရင်ဘဝမပြောင်းဘူးဆိုတာကအဲ့ဒါတကယ်လက်တွေ့ပါကျမကိုယ်တိုင်လည်းကျမရဲ့ mindset တွေကိုကျမပြောင်းခဲ့တဲ့အတွက်ကြောင့်မို့ကျမဘဝမှာကျမဒီငွေရှာခတ်ခဲ့တယ်အခုချိန်မှာကျမအတွက်ငွေရအလွယ်တကူဝင်တယ်ဘာဖြစ်လို့လဲဆိုရင်ကျမဒီငွေကြေးနဲ့ပတ်သက်တဲ့ trauma တွေပေါ့နော်ဒီငွေကြေးနဲ့ပတ်သက်ပြီးကန့်သက်ထားတဲ့ဒီအိုးပတ်တန်တွေခြေရိုးဆွဲတွေခုနလိုငွေရတွင်းနေရနှိုက်ရတာမဟုတ်ဘူးအလုံးလုံးမှာပတ်စံရမယ်ဆိုတဲ့ဒီ mindset တွေနောက်ပြီးတော့ဘယ်လိုပြောရမလဲအခုနောက်လို့ပေါ့နော် passive income ဆိုတာမျိုးကြီးကျမဘဝမှာတွေးတော့မတွေးခဲ့ဘူးကိုလုံးမကိုရမယ်ဆိုတဲ့ mindset ကြီးဒါမျိုးကြီးတွေကိုကျမချိန်လိုက်နိုင်တဲ့အခါမှာအရင်ကကျမဒီတနေ့ကို8နာရီအနည်းဆုံးလောက်ရတယ်တစ်ပတ်ကို6ရက်လောက်ကမှရတဲ့လစာရဲ့8ပုံနဲ့10 8စနဲ့10စာကြားကိုကျမဒီတစ်လလုံးနေမှအလုပ်ချိန်1နာရီတောင်မပြည့်ဘဲနဲ့ရှာနိုင်ခဲ့တယ်ပေါ့နော်ဒါမျိုးတွေပေါ့ဒါတွေကဘယ်လိုလဲဆိုလို့ရှိရင်ကျမရဲ့ mindset တွေကျမချိန်ပြီးတော့လုပ်ခဲ့တဲ့အရာတွေပေါ့နော်ဒီမှာကျမအကြောင်းကျမကိုရေးသေးပြောတာမဟုတ်ပါဘူးကျမကိုယ်တိုင်ပြောင်းလဲလာနိုင်တဲ့အတွက်ဒါကိုယ်တိုင်တက်တည်ရှိတယ်ဆိုတဲ့အကြောင်းအရာလေးကို motivation ပေးတဲ့သဘောပေါ့နော်ဒါမျိုးလေးပြောပြပေးတာပါကဲအဲ့တော့ထပ်ဆက်လိုက်မယ်ဆိုလို့ရှိရင်အဲ့ law of attraction ရဆိုလို့ရှိရင်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့လိုချင်တာပဲတွေးပါမလိုချင်တာမတွေးပါနဲ့ကိုဘဝမှာကိုလိုချင်တာကိုမြန်ရချင်လိုချင်တာကိုများတာတွေမြန်ပြည့်ပဲပေါ့နော်ပြီးလို့ရှိရင်ကျမရှေ့ဗီဒီယိုမှာလည်းပြောခဲ့တယ်ဒီ gratitude ဒီကျမတို့ဒီဘယ်လိုပြောရမလဲလူတယောက်ကို
လူတယောက်ဆိုတာတဲ့ကျမတို့ပြောတာလွယ်တယ်တမမေတ္တာထားပါလူချင်းချင်းမေတ္တာထားပါတရားပေါ်မှာမေတ္တာထားပါအချင်းချင်းမနာလိုစိတ်မရှိပါနဲ့ဆိုတာတွေကပြောရတာလွယ်တာတကယ်တမ်းကျရင်လိုက်လို့ဖို့ခက်တယ်အဲ့တော့ကျမတို့မေတ္တာထားနိုင်ဖို့ဆိုတာမေတ္တာတုတ်အရာဆိုရင်လည်းမေတ္တာတုတ်ကိုသေချာလေ့လာကြည့်ပါတကယ်မေတ္တာစီမေတ္တာအမှန်ထားနိုင်တဲ့စိတ်တွေဆိုတာလည်းအများကြီးရှိပါတယ်လိုက်နာမယ်ဟာတွေပေါ့နော်အဲ့တော့ကျမတို့တွေကနောက်ဆုံးပုရုဇဉ်ဖြစ်တဲ့အတွက်ကျမတို့ကမေတ္တာထားနိုင်တဲ့အဆင့်ကိုမရောက်နိုင်ဘူးပေါ့နော်ဒေါသနဲ့တုံ့ပြန်မိရရှိမယ်ကိုပေါ်ကြောရင်ကိုကမခံတာမျိုးတွေရှိရပေါ့နော်အဲ့တော့ဒါပေမဲ့ကျမတို့ဒီအနိုင်ဆုံးတော့ဘာလေးတော့လုပ်ရမလဲဆိုတော့ gratitude power gratitude mindset ပေါ့နော်ကျေးဇူးတင်တတ်တဲ့စိတ်ကဘာလဲဆိုရင်တစ်ဖက်လူရဲ့ကောင်းကွက်ဒါလူလည်းဖြစ်နိုင်တယ်အရာဝတ္ထုလည်းဖြစ်နိုင်တယ်ဥမာဆိုရင်ပေါ့နော်ကိုအလုပ်ဆိုရင်လည်းကိုအလုပ်မှာကောင်းကွက်ကိုပဲရွေးကြည့်လိုက်အဲ့ဒါဆိုရင်ကိုကကျေးဇူးတင်စိတ်တွေဖြစ်လာမယ်ပြောမှဆို positive mindset ဖြစ်လာမယ်အဲ့ပုံမှာမြင်နေတဲ့ negative mindset တွေကိုဖယ်ခြင်းရင် point of view ပြောင်းလိုက် positive ဒီကနေရရှိနေတဲ့ကောင်းကျိုးတရားအကျိုးကျေးဇူးတရားကောင်းကွက်လေးကိုပဲရှာကြည့်လိုက်ပါကျုပ်ဆရာတော်ကြီးကဟောဘူးတယ်လေဘာပြောလဲဆိုတော့ဆရာတော်ကြီးကဘာဟောလဲဆိုတော့လူတွေကိုတဲ့မကောင်းကွက်ပဲကြည့်ရင်ပေါင်းစရာလူမရှိဘူးတဲ့ကောင်းကွက်ကိုကြည့်ရင်အကုန်လုံးကပေါင်းလို့ရတယ်တဲ့အဲ့လိုပဲပေါ့နော်အဲ့တော့ကိုကမေတ္တာထားနိုင်ဖို့အဆင့်ကိုထားလိုက်အရင်ဆုံးကိုဘာလုပ်ရမလဲ gratitude ကောင်းကွက်ကိုမြင်အောင်ကြည့်ပြီးတော့ကျေးဇူးတင်တဲ့စိတ်ကလေးအဲ့ဒါကအရာဝိထုလူမမဟုတ်ကိုရောပဲကိုမှာပဲကောင်းကွက်တွေဘာရှိလဲကိုစိတ်ထားလေးမှာကောင်းကွက်ဘာရှိကိုခန္ဓာကိုယ်မှာကောင်းကွက်ဘာရှိလဲဒါကိုပဲမြင်အောင်ကြည့်မကောင်းတဲ့ကွက်ကိုကြည့်ပြီးတော့စိတ်ညစ်နေမဲ့စားကိုယ့်ရဲ့ energy တွေကျနေမဲ့အစားပေါ့နော်ဒီလိုမျိုးလေးကောင်းကွက်ကိုကြည့်ပြီးတော့ gratitude လုပ်ပါ gratitude power ဒီဘဝကိုပြောင်းပါတယ်ကျွန်မအာမခံတယ် 100% အာမခံတယ်ဒါကြောင့်မလို့ gratitude power အရင်ရေးကြည့်တယ်နောက်တစ်ခုက appreciate ဆိုတာဘယ်လိုပြောရမလဲတစ်ဖက်လူကိုအတိမတ်ပြုပေးတာသူ့ရဲ့ကောင်းကွက်ပြီးလို့ရှိရင်သူ့ရဲ့ဖြစ်တည်မှုသူ့ရဲ့ကြိုးစားမှုအားထုတ်မှုဒါသူ့ရဲ့ရလဒ်တွေကို appreciate လုပ်ပေးတာပေါ့နော်လက်ခံပေးတာဒါကသူတစ်ပါးပေါ့ဟောကို့မှာဟောကိုယ့်ရဲ့ဖြစ်တည်မှုနောက်ဆုံးကိုယ့်ရဲ့စိတ်ကလေးရမှအစဒေါသဖြစ်နေတယ်ဒေါသလေးဖြစ်နေတယ်ဒီဒေါသနင်ဒေါသမထွက်အောင်နင်ကစိတ်ကောင်းမှုရမယ်နင်က positive mindset ထားရမယ်လူတိုင်းမေတ္တာထားရမယ်ဆိုဇွတ်အတင်းကိုယ့်ရဲ့ရှိနေတဲ့ဒေါသကြီးကိုပိတ်ပြီးတော့ဒါမျိုးဖြစ်မှဆိုတာမျိုးဇွတ်လို့ယူတာမျိုးဆိုတာတဲ့ငါဒေါသဖြစ်နေပါလားဆိုတာဒါဟာဒေါသဆိုတဲ့တတိလေးကပ်ပြီးတော့ဒေါသဆိုတာကိုလက်ခံလိုက်ငါခန္ဓာကိုယ်မှာဒေါသဖြစ်နေတယ်ဒါဆိုလို့ရှိရင်ကိုယ်စိတ်ကဒေါသဖြစ်နေတာကိုယ် body ကလည်းလက်ခံသွားတဲ့အခါမှာကိုယ် body နဲ့ mind က alignment ဖြစ်သွားတော့လူကပေါ့သွားတခါလေရှိရလေကျမတို့မှာကိုယ်လုံးချင်တဲ့စိတ်ဆန္ဒတွေရှိရဥမာလူတယောက်ကိုကျမတို့ကပြန်ဆဲပစ်လိုက်ချင်တယ်ပြန်တုံ့ပြန်ပစ်လိုက်ချင်တယ်ဒါပေမဲ့ငါအဲ့လိုလုပ်လိုက်ငါပတ်ဝန်းကျင်ကဘယ်လိုမြင်သွားမလဲငါ့လူတွေကဘယ်လိုပြောမလဲဆိုတဲ့အရာမျိုးနဲ့ဒီဟာကြီးကိုကျမတို့ကထိန်းချုပ်လိုက်တယ်ဒါပေမဲ့ကျမတို့မှာ body နဲ့ mind alignment မဖြစ်နေဘာဖြစ်လို့ဆိုတော့စိတ်ကဒါကိုတွေးနေတယ် body က line မလုပ်ရတဲ့အခါကျတော့ဘာဖြစ်နေလဲဆိုတော့အမှသဟဇာတမဖြစ်တော့ energy တွေပို့ drain နေတခါလေကြတော့လေကိုယ့်ရဲ့ဖြစ်တည်မှုကိုကလက်ခံပေးလိုက်အဲ့တော့ဒေါသဖြစ်နေဒေါသဖြစ်နောက်ဆုံးထိန်းလို့မရတော့လှုပ်ထုတ်မှရမှာဆိုလှုပ်ထုတ်ပေးလိုက်လှုပ်ထုတ်မှငါဒေါသထွက်တာငါရိုက်လိုက်မိတယ်ဆဲလိုက်မိတယ် okay ဟုတ်ပြီငါရိုက်တယ်ဆဲတယ်တိလိုက်ပြီးပြီဆိုရင်ဒါကိုဖြတ်ချလိုက်ကောင်းတဲ့အာရုံပြောင်းပြီးတော့ကိုယ့်ရဲ့ mind ကို shift လုပ်လိုက်ပေါ့နော်အဲ့တော့ဒီမှာဒါ acceptance နဲ့စိတ်ကို shift လုပ်တာကိုကဒီမှာတခါတည်းဆက်ပြီးရှင်းပြပေးသွားတာပေါ့နော်အဲ့တော့ဒီလိုပဲ manifest တွေလောက်လာတဲ့အခါမှာကျမတို့ဘာဖြစ်တယ်လဲဆိုရင်တခါတည်းမှာစိတ်တက်ကြတာရှိရဲငါဖြစ်ပါမလားပေါ့နော်နောက်ပြီးတော့ဘယ်လိုပြောရမလဲစိုးရိမ်စိတ်တွေကြောင်းကြစိတ်တွေပူပန်စိတ်တွေနောင်တရစိတ်တွေအိုက်စိတ်တွေလည်းရှိတတ်တယ်ရှိတတ်တဲ့အခါမျိုးကြတော့ဒီစိတ်တွေဖြစ်လာပြီဆိုလို့ရှိရင်ဒီမှာကျွန်မအလွယ်ဆုံးနည်းလေးကိုပြောပြမယ်ဒါကြီးကဘယ်ကနေရလဲလို့ပြောရင်ဆရာကြီးမင်းသိန်ခါရဲ့တိတ်ထိနှိုးတဲ့ဆိုတဲ့ဗီဒီယိုလေးမှာကျွန်မနားထောင်လိုက်ရတာအဲ့မှာသူစိတ်ကိုပြောင်းနည်းလေးဆိုတာအဲ့တော့ဒီလိုမျိုးကို manifest နဲ့ပတ်သက်ပြီးကိုမှ negative mindset ဝင်လာနေတယ်motivation တွေကျနေတယ်ဆိုလို့ရှိရင်အဲ့ဒီစိတ်ဒီဟာကိုပြေးဖို့အတွက်တွန်းအားတစ်ခုပါလို့တွေးပြီးတော့စိတ်ကိုမူလုပ်လိုက်
shift လုပ်လိုက်ဒါဆိုလို့ရှိရင်ဟာငါဒါကြီးဖြစ်နေတယ်ဒီလိုကြီးတွေးရလားငါဒီလောက်သတိထားနေရင်သားနဲ့မှဒီလိုမကောင်းတဲ့စိတ်တွေဝင်ရလားဆိုဒေါသဖြစ်နေမယ်စားအော်ငါဒါလေးတွေဖြစ်နေတယ်ဒီ negative mindset တွေဖြစ်နေဒီ negative mindset ကငါဒီ manifest ပြည့်ဖို့အတွက်ငါရဲ့တွန်းအားပဲဆိုပြီးတော့အကောင်းဘက်ကိုပြန်တွေးလိုက်ပါဒါဆိုလို့ရှိရင်ဒါကိုယ့်ရဲ့စိတ်ကို positive ကနေ negative ကိုshift လုပ်တဲ့နည်းပေါ့နော်အရင်ဆုံးတော့ acceptance လုပ်ရမယ်နော်ကိုလက်ခံရမယ်ကိုဘာစိတ်ဖြစ်နေလဲဆိုတာကိုလက်ခံမယ်ပြီးလို့ရှိရင်နောက်တစ်ခုအရေးကြီးတာမှားချင်တာက manifest လုပ်တဲ့အခါမှာရှေ့မှာလည်းပြောထားတယ်ဒါပေမဲ့ရှေ့ဗီဒီယိုကပြတ်ကျသွားတော့ TikTok မှာဆိုလို့ရှိရင်15မိနစ်စာတင်မြောက်ဖြစ်နေတော့နည်းနည်းလေးပြန် sharing လုပ်ပေးချင်တာကဒီ manifest ကလည်းကို manifest တဲ့အရာလည်းကောင်းသော intention တော့ဖြစ်ဖို့လိုတယ်ပေါ့နော်ဥပမာတစ်ဖက်လူကိုကပြန်ပြီးတော့ပေါ့တုံ့ပြန်ခြင်းလို့ပြောရမယ်ဆိုရင်တော့မကောင်းတဲ့ intention နဲ့တော့မလုပ်စေချင်ဘူးကောင်းတဲ့ intention လေးနဲ့ပဲထားပြီးတော့လုပ်ပါအဲ့ဒါဆိုရင်ကိုကဘာပဲဖြစ်ဖြစ်ဒီ manifest ပေါ်မှာငါဘယ်သူ့မှာထိခိုက်နစ်နာပြီးတော့မှဘယ်သူ့မှာချနှင်းပြီးတော့မှဖြစ်လာမယ့်အရာမျိုးမဟုတ်တဲ့အတွက်စိတ်ရှင်းတယ်ပေါ့ကွယ်စိတ်ရှင်းတယ်လိပ်ပြလုံးတယ်ပေါ့နော်အဲ့တော့ဒါ manifest လုပ်ရမယ်ဆိုရင်မဖြစ်မနေသိထားတဲ့အကြောင်းအရာလေးတွေပါအဲ့တော့ပထမဆုံးအနေနဲ့အချုပ်ပြောရမယ်ဆိုရင်ဒီ manifest လုပ်တော့မယ်ဆိုရင်ကိုလုံးမဲ့ manifest အတွက်ကိုမှရှိနေတဲ့ negative တွေအကုန်ချရေးမယ်ပြီးလို့ရှိရင်ဒါတကယ်ရောအလုပ်လုပ်လာသိချင်တယ်ဆိုရင် brain and mind အကြောင်းကိုလေ့လာပါ law of attraction အကြောင်းကိုလေ့လာပါပြီးရင် gratitudeလောက်ကိုလောက်ကမယ် manifest မှာလောက်ရင် gratitude ကပါမယ်ပြီးလို့ရှိရင်ဒီ manifest လုပ်တဲ့အခါမှာကိုက high vibes နဲ့ပဲလောက်ရမယ်ဆိုတာထပ်ပေါ့နော်ဒီကို့မှာတကယ်လို့ high vibes ဖြစ်မနေဘူး low vibes ဖြစ်တဲ့အခါကျရင်ရောဒီစိတ်တွေဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ဟာမျိုးကို appreciate လုပ်တာ acceptance လုပ်တာစိတ်ကို shift ဘယ်လိုလုပ်တယ်ဆိုတဲ့ဟာတွေကိုကျွန်မကဒီမှာ sharing လုပ်ပေးထားပါတယ်ဒီတော့နောက်ဆုံးအချုပ်စကားလေးတစ်ခုပြောပါမယ် manifest ပြည့်ခြင်းနဲ့ကိုလိုချင်တာရခြင်းနဲ့ဆိုရင်လိုချင်တာကိုပဲတွေးပါဘယ်လိုတွေးရမလဲများတွေးမြန်ပြည့်ပါတယ်ဒါကြောင့်မလို့လိုချင်တာကိုတွေးမလိုချင်တာကိုမတွေးနဲ့ကောင်းတဲ့ຢာကိုပဲတွေးမကောင်းတဲ့ຢာကိုမတွေးနဲ့ဥပမာကိုကသူတော်ကောင်းနဲ့ဆုံခြင်းနဲ့သူရုံမာနဲ့ဝေးခြင်းနဲ့ဆိုရင်ကိုဘလို့ဆူတောင်းလဲသူရုံမာနဲ့ဝေးရပါလို့ဤဆူတောင်းမလားသူတော်ကောင်းနဲ့ဝေးနီးရပါလို့ဤဆူတောင်းမလားဘာလို့ဆိုသူရုံမာလို့စသုံးလိုက်သေးတာကိုမှာက emotion ကမကောင်းတော့သူတော်ကောင်းလို့ပြောလိုက်ပြီဆိုတာနဲ့ကိုရဲ့စိတ်မှာလုံခြုံတယ်စိတ်အေးချမ်းသွားတယ်ပေါ့နော်အော်ငါသူတော်ကောင်းနေတယ်အဲ့လိုမျိုးလေးတွေကစာပါဝါကွာတယ်ပေါ့နော်ဒါကြောင့်မို့လို့ manifest လုပ်မယ်ဆိုရင်ကိုကကောင်းသောဒီကောင်းသောစကားလုံးတွေကိုပဲရွေးချယ်ပါကို့အတွက်ထိမိခွိစေမဲ့စကားလုံးတွေကိုပဲရွေးချယ်ပြီးတော့ manifest လုပ်ပါmanifest လုပ်တဲ့အခါမှာဘယ်လိုမျိုးကိုဥတီပြီးလုပ်ရမယ်ဆိုတဲ့ဟာမျိုးကိုနောက်ဗီဒီယိုမှာထပ်ပြီး sharing လုပ်ပေးပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်